ဒီနေရာတော့ website ကြည့်ရှုပေးပါနည်းနည်းမျက်စိလေးတဲ့အတွက်ကျွန်တော် background က34ကိုနှိပ်မယ်ပြီးရင် add local story ကိုနှိပ်မယ်ကျွန်တော်တို့ down ထားခဲ့တဲ့ဒီ Telegram က UCN pack ကိုကျွန်တော် YouTube folder ကိုနှိပ်ပေးရမယ်ပေါ့နော်ရှာလိုက်တာအခုဆိုကျွန်တော်နေရာမှားတော့နေရာမှားအတွက်ကျွန်တော်ဒီ34ကိုနှိပ်မယ်ပြီးရင်နောက်ထပ် download ထဲကိုပြန်သွားမယ်download ထဲရတယ်ကျွန်တော်ဒီ Telegram ပေါ့နော်မိတ်ဆွေတို့ညီကိုတို့ဒီ down ထားရတဲ့ folder တွေကိုကျွန်တော်တို့ဝင်ပေးရမှာပဲဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ဒီမှာ UCN ဆိုပြီးရပါပြီ။အဲ့နေရာမှာပဲ install တင်ခဲ့တဲ့ဒီ application icon လေးပေါ့နော်။အဲ့ icon လေးကိုကျွန်တော်တို့ဒီ folder ပြန်ယူပေးရပါမယ်ဗျ။ဆိုတော့ကျွန်တော်တို့ဒီ73လေးတက်ပြန်ဝင်လိုက်ပေါ့နော်။ပြန်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ add local story ကိုနှိပ်ပေးပါပြီးရင်ဒီမှာ ID password လေးကိုနှိပ်ထားပြီးရင်ကျွန်တော်တို့ data ကိုနှိပ်လိုက်ပါ data ကိုနှိပ်ပြီးရတဲ့ YouTube folder ကိုနှိပ်လိုက်ပေါ့နော်ပြီးရင် allow ပေးလိုက်ပါ okay ဒီနေရာမှာတကူတိုးလာတာမြင်တွေ့ရပါလိမ့်မယ် ID pass ဆိုပြီးတိုးလာတွေ့ရလိမ့်မယ်ကျွန်တော် account တစ်ချက်နှိပ်လိုက်ပါနေပြီးကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်ညာဘဲတောင်းကကျွန်တော် down ခဲ့တဲ့ဒီ Telegram ထဲက UCN pack ထဲကဒီ asset pack ကိုကျွန်တော် copy ရွေးပေးရပါမယ်ဒါကတော့ကျွန်တော် file ပေါင်းထည့်ပေးရလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့ဒါမှကျွန်တော် graphic height အမြင့်စောကစားလို့ရမှာပဲဖြစ်ပါတယ်Okay ပြီးရင် offer time ကိုနှိပ်လိုက်ဒီမှာ Metro Media တိုင်း asset pack အစိမ်းအောင်လေးနဲ့ရောက်ရှိသွားပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော် application တွေကိုဝင်ပြီးတော့မှ graphic height အမြင့်ရမရတစ်ချက်စမ်းကြည့်ပါမယ်ဗျOkay ဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော် graphic ထဲကိုဝင်ကြည့်ပါမယ် graphic ထဲကဒီမှာကျွန်တော် height ကိုပြောင်းကြည့်ပါမယ်ဗျ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ height လေးပြောင်းလို့ရပြီ stereo graphic တွေအကုန်လုံး height ထားပြီးတော့ဆော့ကစားလို့ရပြီပဲဖြစ်ပါတယ်